ချမ်းသာလို့ဂုံမောက်နေသူများပညာတက်လို့မန်တက်နေသူများရုပ်လှလို့မန်တက်နေကြသူများမာနတွေမိုးခိုက်ပြီးတော့ငါမငါဖြစ်နေကြသူများချမ်းသာမှုကြောင့်မရှိသောသူပေါ်မှာမယုံပါပါနဲ့မကောက်ကျစ်ပါနဲ့ပညာတက်မှုကြောင့်ပညာမဲ့သူပေါ်မှာမဟုတ်ပါနဲ့မရိုင်းဆိုင်ပါနဲ့ရုပ်ကလေးလှတယ်ဆိုပြီးတော့အတွင်းစိတ်မပုတ်ပါနဲ့ငါဆိုတဲ့မာနကြောင့်သူတစ်ပါးကိုမထိကြိုက်ပါစေနဲ့လူဆိုတာအရာအလုံးကိုခဏတာရထားတာပါလူဖြစ်ပြီးတော့လူစိတ်လေးမွေးပြီးတော့သူတစ်ပါးကိုလည်းဖေးမှကူညီပါသူတစ်ပါးအပေါ်ရုပ်မှကောက်ကျစ်စိတ်မထားပါနဲ့လူဆိုတာအကုန်သေမျိုးတွေပါပဲငါလူဆိုပြီးတော့ငါပြောရင်ငါလုပ်ရင်အကုန်လုံးလို့ရတယ်ဆိုတဲ့စိတ်မတွေးပါနဲ့လူဆိုတာတနေ့သေရမှာသေလူကိုဘယ်အင်ရမှကြာမထားဘူးလူဆိုတာမသေးခင်မဲ့တန်ဖိုးထားကြတာသေနေတဲ့လူကိုဘယ်သူမှကြာမထားဘူးတကယ်တော့လူဆိုတာအကောင်တစ်တောင်လောက်တောင်မှတန်ဖိုးမရှိနိုင်ဘူးအကောင်မောင်းဆုံးသေရင်သာလူတွေကစားသွားကြတာတန်ဖိုးထားပြီးယူသွားကြတာလူသေးကိုဘယ်သူမှလည်းငါလူပဲပို့ပြီးတော့ဂုံမမောက်နဲ့အစင်တန်းလည်းမခွဲကြနဲ့ရုပ်မှမကောက်ကြည့်ကြပါနဲ့